အားလုံးပဲမင်္ဂလာပါကျမတို့ဒီနေ့ cleaning service နဲ့ပတ်သက်တဲ့ Chinese အခေါ်အဝေါ်လေးကိုတစ်ချက်အတူတကွလေ့လာကြည့်ရအောင်家政清洁公司家政清洁公司ဆိုတာက housekeeping or cleaning company ကိုပြောတာပါစင်ကာပူမှာတော့လွယ်နဲ့清洁公司လို့ခေါ်ကြတယ်ပေါ့နော်清洁公司ဆိုတာတန့်ရှင်းလုပ်ပေးတဲ့ company ကိုပြောတာပါ清洁公司တန့်ရှင်းလုပ်ပေးတာပါအရှိက家政ဆိုတာက housekeeping လုပ်ပေးတာကိုပြောတာပါ家政清洁公司大扫除大扫除ဆိုတာက deep cleaning လုပ်တာကိုပြောတာဥပမာအဖြစ်တရုတ်တွေပေါ့နော် Chinese New Year မတိုင်ခင်ဒီလိုအကြီးကျယ်တန့်ရှင်းလုပ်တာကို大扫除လို့ခေါ်ပါတယ်大扫除卧室房间卧室房间卧室တို့မဟုတ်房间ဆိုတာကအိတ်ခန်းကိုပြောတာပါ卧室လို့လည်းခေါ်လို့ရပါတယ်房间လို့လည်းခေါ်လို့ရပါတယ်အိတ်ခန်းကိုပြောတာပါ浴室冲凉房浴室冲凉房ဆိုတာကရေချိုးခန်းကိုပြောတာပါစင်ကာပူမှာတော့များတော့အဖြစ်တော့冲凉房လို့ခေါ်ကြတယ်冲凉房ဆိုတာကရေချိုးခန်းကိုပြောတာပါ浴室ကလည်းရေချိုးခန်းကိုပြောတာပါဒါပေမဲ့စင်ကာပူမှာပို့ပြီးအသုံးများတာတော့冲凉房လို့ပို့ပြီးအသုံးများကြတယ်ပေါ့နော်厨房厨房မိဖို့ချောင်းကိုပြောတာပါ客厅客厅အိမ်ခန်းကိုပြောတာပါ院子前院后院院子ဆိုတာကခြံကိုပြောတာပါခြံရှိဆိုလို့ရှိရင်前院前ဆိုတာရှိမှာကိုပြောတာပါ前院ဆိုတာခြံရှိ后院ဆိုတာခြံနောက်ကိုပြောတာပါခြံနောက်ဖေးကိုပြောတာပါ院子前院后院打扫厨房打扫厨房မိဖို့ဆောင်တန့်ရှင်းလုပ်တာကိုပြောတာပါအရှိက打扫ဆိုတာတန့်ရှင်းလုပ်တာ厨房ဆိုတာမိဖို့ချောင်း打扫厨房မိဖို့ချောင်းတန့်ရှင်းလုပ်တာကိုပြောတာပါ清洁冰箱灶台和水槽清洁冰箱灶台和水槽清洁ဆိုတာလည်းတန့်ရှင်းလုပ်တာကိုပြောတာပါ冰箱冰箱ဆိုတာကရေခဲတစ်တာကိုပြောတာပါ灶台ဆိုတာဖိုးကိုပြောတာပါမီးဖိုးပေါ့နော်မီးဖိုးနားတဝိုက်ဆိုလို့ရှိရင်灶台လို့ခေါ်တယ်水槽ကတော့ဘီစင်ကိုပြောတာပေါ့နော်ပကံစီရဲ့နေရာ清洁冰箱灶台和水槽ဒီ和ဆိုတာကANDN ကိုပြောတာပါเนาะ clean refrigerator stove and sink ပေါ့เนาะ用吸尘器吸灰尘用吸尘器吸灰尘吸尘器ဆိုတာ vacuum cleaner ကိုပြောတာပါဖုံးဆုပ်ဆက်ပေါ့နော်灰尘ဆိုတာဖုံးကိုပြောတာပါဆိုတော့အရှိက吸灰尘ဆိုတာဖုံးဆုပ်တာကိုပြောတာ用吸尘器吸灰尘ဆိုတော့用ဆိုတာသုံးတာကိုပြောတာနော်ဖုံးဆုပ်ဆက်သုံးပြီးတော့ဖုံးဆုပ်တာကိုပြောတာ用吸尘器吸灰尘ဖုံးဆုပ်ဆက်သုံးပြီးတော့ဖုံးထုတ်တာ用吸尘器吸灰尘灰尘ဆိုတာဖုံးကိုပြောတာပါ清除堵塞排水管的杂物清除堵塞排水管的杂物清除ဆိုတာဖယ်ရှားပစ်တာပေါ့နော်堵塞ဆိုတာကပိတ်ဆို့နေတာမှာ堵塞လို့လည်းဖတ်ကြတယ်堵塞堵塞ဆိုတာပိတ်တာကိုပြောမြောင်းပိတ်တယ်ပဲဆိုလို့ရှိရင်堵塞လို့သုံးကြတယ်။အော်堵塞လို့သုံးကြတယ်နော်။排水管ဆိုတာကမြောင်းပိုက်ပေါ့နော်။မြောင်းပိုက်杂物ဆိုတာအမိုက်ကိုပြောတာเนาะဆိုတော့မြောင်းပိုက်ထဲမှာပိတ်ဆို့နေတဲ့အမိုက်တွေကိုဖယ်ရှားတာကို清除堵塞排水管的杂物or清除堵塞排水管的杂物လို့ပြောလို့ရပါတယ်堵塞လို့လည်းဖတ်တယ်堵塞လို့လည်းဖတ်ကြတယ်ပေါ့နော်ဒါကတော့ပိတ်တာပြောမြောင်းပိတ်တာတို့ဘာလို့ဆိုလို့ရှိရင်堵塞လို့မဟုတ်堵塞လို့ပြောလို့ပြောထားရှိပါတယ်倒垃圾
ဆိုတာကအမိုက်တွန်းတာကိုပြောတာ垃圾ကိုတချို့က垃圾လို့လည်းခေါ်ကြတယ်垃圾နဲ့垃圾နဲ့ဆိုတာအမိုက်ကိုပြောတာနော်သူအတန်ထွက်ခြင်းတချို့နေရာဒေတာပေါ်မူတည်ပြီးတော့အတန်ထွက်နည်းနည်းကွာတယ်ပေါ့နော်တချို့ကတော့တောက်垃圾လို့ပြောတယ်တချို့ကတော့တောက်垃圾လို့ပြောတယ်နှစ်ခုလုံးကတော့အမိုက်တွန်းတာကိုပြောတာပါ清洁厨房用具清洁厨房用具မိဖို့ကြောင့်သုံးပစ္စည်းများကိုတန့်ရှင်းရေးလုပ်တာကိုပြောတာပါ厨房用具ဆိုတာကမိဖို့ကြောင့်သုံးပစ္စည်းကိုပြောတာပါဥပမာအားဖြင့်ဒီဥခွက်ပကံတွေပေါ့ဒါကြီးဆိုလို့ရှိရင်မိဖို့ကြောင့်သုံးပစ္စည်းပေါ့နော်清洁ဆိုတာကတန့်ရှင်းရေးလုပ်တာ清洁厨房用具清洁厨房用具擦抹橱柜橱柜ဆိုတာဘီရိုတွေကိုပြောတာဘီရိုတွေကို wipe လုပ်တာပေါ့နော်တုတ်တာပေါ့နော်တုတ်တာကိုမားလို့လည်းပြောလို့ရတယ်擦လို့လည်းပြောလို့ရတယ်擦橱柜抹橱柜လို့ပြောလို့ရှိရင်ဒါဘီရိုတွေကိုတုတ်တာပေါ့နော်擦နဲ့မားနဲ့ကအဓိပ္ပာယ်တူတူပဲအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ wipe ပေါ့နော် WIPE wipe 拖地拖地လို့မဟုတ်抹地လို့လည်းပြောလို့ရတယ်拖地လို့မဟုတ်抹地ဆိုတာကြမ်းတိုက်တာကိုပြောတာပါ用扫帚扫地用扫帚扫地ဆိုတာကတပြက်စီနဲ့တပြက်စီလဲတာကိုပြောတာ扫帚ဆိုတာတပြက်စီကိုပြောတာပါ扫地ဆိုတာကတပြက်စီလဲတာကိုပြောတာပေါ့နော်厨房清洁剂厨房清洁剂厨房清洁剂ဆိုတာကမိဖို့ကြောင့်သုံးစက်ပြာရည်ကိုပြောတာ清洁剂ဆိုတာစက်ပြာရည်ကိုပြောတာအရှိက厨房ကတော့မိဖို့ချောင်းပေါ့နော်厨房清洁剂消毒厨具消毒厨具消毒ဆိုတာကပိုးတက်တာပေါ့နော် sterilize လုပ်တယ်လို့ပြောတယ်အင်္ဂလိပ်လိုဆိုလို့ရှိရင်厨具ဆိုတာ厨房用具ကိုအတူကောက်ပြောထားတာ厨具厨房用具ဆိုတာမိဖို့ချောင်းသုံးပစ္စည်းတွေကိုပြောတာအဲဆို厨具ကသူ့ရဲ့အတူကောက်ပေါ့နော်ဒါလည်းမိဖို့ချောင်းသုံးပစ္စည်းတွေကိုပြောတာ kitchen utensils ပေါ့နော်ဟို sterilize လုပ်တယ်ဆိုတာကပိုးတက်တာ消毒厨具消毒厨具မိဖို့ချောင်းသုံးပစ္စည်းတွေကိုပိုးတက်ပေးရပါတော့打扫客厅打扫客厅打扫ကတန့်ရှင်းလုပ်တာ客厅ကဧည့်ခန်းကိုပြောတာပါ清洗地毯床垫沙发清洗地毯床垫沙发清洗ကလေတန့်ရှင်းလုပ်တာပေါ့နော် shop ဖတ်တာ地毯地毯ဆိုတာကော်စောကိုပြောတာပါ床垫မွေးရကိုပြောတာပါ沙发ဆိုတာ sofa ကိုပြောတာပါ sofa တွေမွေးရတွေကော်စောတွေကို shop ဖတ်ပေးရပါတော့清洗ဆိုတာ shop ဖတ်တာ清洗地毯床垫沙发擦窗擦窗擦ဆိုတာကတုတ်တာပေါ့နော်擦窗窗ဆိုတာကပတင်ပေါက်ကိုပြောတာ擦窗ဆိုတော့ပတင်ပေါက်တုတ်တာကိုပြောတာပါ干洗窗帘干洗窗帘干洗ဆိုတာ dry clean ကိုပြောတာနော်အချောက်လျှော်တာပေါ့干洗အချောက်လျှော်တာ窗帘ဆိုတာကလကာကိုပြောတာ干洗窗帘ဆိုတာကလကာကိုအချောက်လျှော်တာကိုပြောတာပါ洗衣服ဆိုတာအဝတ်လျှော်တာ洗厕所厕所ကအိမ်သား洗厕所ဆိုတော့အိမ်သားဆေးတာပါ烫衣服烫ဆိုတာကမီးပူတိုက်တာကိုပြောတာ烫衣服ဆိုတော့အဝတ်တွေကိုမီးပူတိုက်တာတဲ့折衣服ဆိုတာခောက်တာအဝတ်ခောက်တယ်ဆိုလို့ရှိရင်折衣服ကျမရဲ့ content လေးတွေကိုတဘောကြရဲဆိုလို့ရှိရင် Instagram Facebook နဲ့ Telegram မှာ BLCS ဆိုပြီးတော့ရှာပြီးတော့ follow လုပ်နိုင်ပါတယ်အားလုံးပဲ thank you ပါ